ပဲနဲ့မင်းတို့ရိုးရိုးချိုးချင်းနဲ့ထွက်ပြေးပါညာလို့မင်းတို့တတ်မှာဟုတ်ပြီနော်ဟုတ်ပြီမင်းတို့စိုးရလင်းဝင်လာပြီးသွားပြီမင်းတို့ကလက်ချပြီးထွက်ကြလိုက်ပြီးပြီအဲ့တော့ ကိုရညာနံပြီးတယ်လား ပြဟိုလူကငါးတန်းနဲ့ယူသွား ဒီမှာလည်းရှိတယ် ဟုတ်ရှင်းဒီတော့ပြောလေတမသုံးသုံးလူโอเคဆလျာ အဲ့လိုဘယ်တည်းချွတ်ရလားဘယ်လို ရောက်နေတော့ချွတ်တာ ဟုတ်တယ်ချွတ်တယ်မဒီချွတ်တယ် အဲ့ဒီဘယ်လိုစီးချင်းနေလဲ ကောင်းပါလေ တမသုံးသုံးရက်ထင်တယ်တော့လည်းမခဲရင်ပါ ညာဘက်ကောင်းတဲ့ဒီတော့တက်မှသုံးလည်းမရဘူး အဲ့ဒါဘယ်လိုလဲသိလားဟမ် ဟာဒီလား သိကြလားလူဩဖိတ်ဆက်လိုက်အောင် ဒီပေါ့ဦး အဲ့ဒါပိုင်းရှဲတယ်ကြောက်ပိုင်းရှဲတော့ကြောက်ဘူးလား ဒီတိုင်း ကြောက်ဘူးလားကြောက်ဘူးလားဘယ်မှာကြောက်ဘူးလဲ ဒီဟိုမှာဒီကုန်းကပုံစံမျိုးအဲ့မှာလိုင်းနေတယ် ကြည့်လိုက်ရမင်းအဲ့ဒါမကြောက်ဘူးလားငေါ့လေ ပြောတော့ကြောက်တော့အဲ့ဒီနေရာခေါ်တာ ဟာလားမင်းကပြူရလား ဟုတ်တယ် အဲ့ကောင်ပြူလား အဲ့ကညီနေညီကတစ်ဖက်ပဲရှိရဒီပါပြတူ ဟာလား ဟုတ်တယ်ဘုံတော့လည်းဒီဘုံတော့ မင်းပြူတော့ပြူပြတက်မှတော့ပြောမင်းမဲကြည့်တော့မင်းတို့ပြူတွေကစစ်သားတွေကပြူလို့ပြောမင်းတို့အဲ့ကောင်လေးအောင်တက်မှာနော်စစ်သားလို့ပြော မင်းမဟုတ်ရကျွန်တော် အေးပေါ်တော့စစ်ကောင်လို့ပြောဟုတ်လား မလေးထုတ်ဘူး မင်းတို့လိမ့်လေးရင်ကောင်းတက်မှာမလိမ့်နဲ့ ဟုတ်ကဲ့ဒီမင်းကောင်း မင်းတို့ဒီတော့မရှိတော့မင်းတို့အကောင်သေးပြီ တို့လုံးကကျန်းတယ်တဲ့ တော့ကျန်းနေတော့ရ အသေးကျန်းလား အသေးကျန်းလားဟုတ်လား